ချသူလေးမွေးစိတ်ရမှာတစ္ဆာတရားဆိုတာလူတို့အသေးနှလုံးမလုံးစိတ်တော့လို့ငါစိတ်တွေပို့လို့နေတာအော်အတင်လူသားနမိုက်သားခဏတာရလာဘဝမှာလူနဲ့တူအောင်နေစမ်းပါအဆွေနဲ့တဘို့ရဲသမားနွားလည်းမချသူလေးမွေးစိတ်ရမှာတစ္ဆာတရားဆိုတာလူတို့အသေးနှလုံးမလုံးစိတ်တော့လို့ငါစိတ်တွေပို့လို့နေတာအော်အတင်လူသားမိုက်တာခဏတာရ